ကတုတ်ကျင်းများအလွန်ဒီကောင်ကတခုခုဆိုဖြစ်အောင်လှုပ်တတ်တယ်ဆိုပြီးလူတွေမြောက်ပေးထားလို့ဂွေးတောင်ကနေတယ်ထင်ကြအောင်မယ်အလုတ်ကိုဖြင့်တေချာမလုပ်ပဲယုံကြည်ခြင်းမယုံကြည်ခြင်းတွေနဲ့စောက်စကားပဲများနေငါကကြွားဝါတက်ခဲ့လိမ့်မယ်တေချာတာကတော့မလိုအပ်ဖက်လိုင်းပေါ်ကနေမပြီးနိုင်မစီးနိုင်ကျုံဝါခြင်းတွေကိုတော့စီကြီးအရာငါအထင်သေးတယ်လွယ်လွယ်နဲ့အထက်အမြင့်ကိုရောက်နေတဲ့အခါငါဟာစောက်ဖြစ်မရှိတဲ့ပူပေါင်းပဲဆိုတာမေ့သွားတတ်ကြတယ်လူကြီးစုလို့စိတ်ကောက်နေတဲ့စစ်သားကချစ်စရာမကောင်းဘူးမင်းပြန်တန်းနေတာလားလေလွင့်နေတာလားပြန်စဉ်းစားကြည့်ပါပြောစရာကိုအခုမလိုချင်တဲ့အောင်လူထုနဲ့မှပေါင်းယူကြမောင်ဆောင်ခဇူလိုင်2023